ဘန်ကပန်ဒိုဂျာကိုကန်ကောင်းလို့နိုင်သွားတာမဟုတ်ပဲထူးချွန်တဲ့ကာဝယ်မှုနစ်နဲ့စူပါရီယာဂျပန်ကြောင့်နိုင်သွားတာလို့သုံးသပ်လာတဲ့ဒီမီထရီယာဂျွန်ဆန်ပြည်သူများအားလုံးပဲမင်္ဂလာပါကေးဆိုင်ဂျာနယ်ကနေကြိုဆိုပါရစေ UFC သမိုင်းမှာအကောင်းဆုံးသော flyweight ကစားသမားတစ်ဦးဖြစ်သတ်မှတ်ခံရတဲ့ဒီမီထရီယာဂျွန်ဆန်ကချန်ပီယံလက်ဇန်နာပန်ဒိုဂျာကိုဂျိုရှူအာဘန်ကအနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ခွဲခြမ်းစိတ်ပြခဲ့ပါတယ်။ DJ ရဲ့သုံးသပ်ချက်ဟာပန်ဒိုဂျာရှုံးနိမ့်ခဲ့တာဟာမမျှော်လင့်ပဲဖြစ်သွားတာမဟုတ်ပဲဘန်ရဲ့ထူးချွန်တဲ့ကာဝယ်မှုနစ်နဲ့စူပါရီယာဂျပန်ကြောင့်သာဖြစ်ကြောင်းလေးနဲ့အတည်ပြုခဲ့ပါတယ်။ဂျွန်ဆန်ရဲ့မှတ်ချက်ရဲ့အဓိကသုံးသပ်ချက်ကိုတွေ့ရှိနိုင်ပါတယ်။ပန်ဒိုဂျာဟာတိုက်စစ်စတင်တဲ့အနေနဲ့ကန်ချက်ကိုအသုံးပြုခဲ့ပါတယ်။ဂျိုရှူအာဘန်ကအဲ့ဒီကန်ချက်ကိုဖမ်းယူနိုင်ခဲ့ပါတယ်။ကန်ချက်ကဖမ်းခံရတဲ့ပန်ဒိုဂျာဟာမလဲပတ်နိုင်တဲ့အားနည်းတဲ့အနေထား compromise position ကိုရောက်သွားခဲ့ပါတယ်။ DJ ရဲ့ညီကုန်းချုပ်ကတော့ဒါဟာဘန်ရဲ့ကာကွယ်မှုကြောင့်ဖြစ်ပြီးကန်ကောင်းလို့ဖြစ်သွားတာမဟုတ်ပါဘူး။ That's all credit to Ben defense is what a fluke ဆိုတာပါပဲ။ကစားသမားတူဟာကန်ချက်ကိုအသုံးပြုပြီးခြေတစ်ပတ်ထဲနဲ့ရက်နေတဲ့အခါသူ့ရဲ့ကိုခဏဟန်ချက် balance ဟာအရန်ကိုပြက်လွယ်ပါတယ်။ဒီအချိန်မှာပြိုင်ဘက်ကခြေထောက်ကိုဖမ်းလိုက်ရင်ကန်သူဟာချက်ချင်းဆိုသလိုဟန်ချက်ပြက်ပြီးပြိုကျလွယ်တဲ့အနေအထားကိုရောက်ရှိသွားပါတယ်။